ကဘာပေါ်မှာနှစ်ပေါင်း90ကျော်ကြာအောင်တစ်စက္ကန့်လေးတောင်မီမငိမ့်ပဲတောက်လောင်နေတဲ့နေရာတစ်ခုရှိတယ်ဆိုတာသင်ယုံကြည်နိုင်ပါသလားတာမင်နစ္စတန်နိုင်ငံရဲ့တဲကန်နာရအလယ်မှာရှိတဲ့ဒီမီတွင်းကြီးကိုဒေသခံတွေကမရဲပြည်ရဲ့တကားပေါက်လို့ခေါ်ကြပါတယ်ဒါဟာထူးခြားဆန်းပြတဲ့တဘာဝဖြစ်စဉ်လားဒါမှမဟုတ်လူသားတွေဖန်တီးခဲ့တဲ့အမှားတစ်ခုလားဒီနေ့မှာတော့ဒီမီတောက်တွေရဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ဒီဇလန်က1982ခုနှစ်မှာစတင်ခဲ့တာပါအဲ့ဒီတုန်းကဆိုဗီယက်ပြည်ထောင်စုကအင်ဂျင်နီယာတွေဟာဒီနေရာမှာတဘာဝတငွေတွေရှိမယ်လို့ယူဆပြီးရှာဖွေရေးလုပ်ငန်းတွေလုပ်ခဲ့ကြပါတယ်ဒါပေမဲ့မမျှော်လင့်ပဲသူတို့တူးဖော်နေတဲ့ဆက်ရန်တရားတွေအောက်ကမြေပြင်ဟာပြိုကျသွားပြီးပေ200ကျော်ကျဲတဲ့တွင်းကြီးတစ်ခုဖြစ်သွားခဲ့ပါတယ်ကံကောင်းတာကလူအသေးပြောက်မရှိခဲ့ပေမဲ့အနေရရှိတဲ့မီသိန်းတငွေတွေအမြောက်များထွက်လာပါတော့တယ်ဒီတငွေတွေကအနီးနားကကြေးရွာတွေအတွက်အနေရရှိနိုင်တာကြောင့်အင်ဂျင်နီယာတွေကဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်အဲ့ဒါကတော့ဓာတ်ငွေတွေကိုလောင်ကျွမ်းသွားအောင်မီးရှို့လိုက်ဖို့ပါပဲသူတို့ကဒီဓာတ်ငွေတွေဟာရက်သက်တစ်ပတ်အနည်းငယ်အတွင်းလောင်ကျွမ်းကုန်သွားလိမ့်မယ်လို့ထင်ခဲ့ကြတာပါဒါပေမဲ့သူတို့ခံမှန်းချက်မှားသွားခဲ့ပါတယ်အဲ့ဒီနေ့ကဆက်ရှို့လိုက်တဲ့မီးဟာဒီနေ့အထိနှစ်ပေါင်း90ကျော်တိုင်အောင်မငြိမ်းတော့ပဲတောက်လောင်နေစေဖြစ်ပါတယ်ဒီလောက်အပူချိန်ပြင်းတဲ့မီးတွင်းထဲမှာတက်ရှိတွေရှိနိုင်ပါမလား2013ခုနှစ်မှာတော့နာမည်ကြီးစူးစမ်းရှာဖွေသူ George Coran တွေဟာအထူးပြုလုပ်ထားတဲ့ဝစ်စုံနဲ့မီးတွင်းအောက်ခြေထိဆင်းပြီးစမ်းသပ်ခဲ့ပါတယ် Dr. Green, what's my temperature here? အံ့ဩဖို့ကောင်းတာကဒီလောက်ပြင်းထန်တဲ့အပူချိန်နဲ့ဓာတ်ငွေ့တွေကြားမှာတောင်ရှင်သန်နိုင်တဲ့ထူးခြားတဲ့ဘက်တီးရီးယားအချို့ကိုတွေ့ရှိခဲ့ပါတယ်။ဒါဟာသိပ္ပံပညာရှင်တွေအတွက်တော့ကမ္ဘာပြင်ပကဂျိုးရီပေါ်မှာတက်ရှိရှာဖွေရေးအတွက်အရေးကြီးတဲ့တဲလွန်စာတစ်ခုဖြစ်လာခဲ့ပါတယ်။တာမင်နစ္စတန်အစိုးရဟာဒီမီးတွင်းကိုပိတ်ပစ်ဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပါတယ်။ဓာတ်ငွေ့တွေအလားအဖြစ်နေတာကိုနှမျောတာကြောင့်ရောပတ်ဝန်းကျင်ထိခိုက်မှုကြောင့်ရောဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဒီမီရဲ့တကားပေါက်ဟာကမ္ဘာတဝန်းကခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နေရာတစ်ခုဖြစ်နေပြန်ပါတယ်။ဒါကြောင့်ဒီမီတွင်းကြီးကိုပိတ်မလားဒါမှမဟုတ်တဘာဝအံဖွယ်တစ်ခုအဖြစ်ဆက်ထားမလားဆိုတာကတော့အခုထိငင်းခုန်နေကြဆဲကိစ္စတစ်ခုပါပဲ။ဒီမီရဲ့တကားပေါက်ဟာလူသားတွေရဲ့အမှားကနေစတင်ခဲ့ပေမဲ့အခုတော့ကမ္ဘာပေါ်မှာအထူးခြားဆုံးမြင်ကွင်းတစ်ခုဖြစ်နေပါပြီ။ဒီလိုစမ်းကြဲတဲ့နေရာမျိုးကိုတင်ကောကိုယ်တိုင်တွားကြည့်ကြပါသလား။ခါမက်မှာပြောပြခဲ့ပါဦး။ဒီဗီဒီယိုလေးကိုသဘောကျရင် like လုပ်ဖို့နဲ့သိပ္ပံနဲ့တဘာဝအကြောင်းတွေပိုသိရအောင် subscribe လုပ်ထားဖို့မမေ့နဲ့အောင်တော့နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတစ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်